အားလုံးပဲမင်္ဂလာပါဒီကနေ့ကတော့ကိုရီးယားနိုင်ငံသားခံယူမှုဂီဝါနဲ့ပတ်သက်ပြီးတော့အကြောင်းအရာများအားလုံးကိုပြန်လည်ပြီးတော့အနှစ်ချုပ်လုပ်ပါမယ်ဒါကြောင့်နားလည်လွယ်အောင်အဓိကအချက်တွေကိုပဲပြောပြပေးသွားပါဖြစ်ပါတယ်ဂီဝါလုံးလို့ရတဲ့ဗီဇာ၄မျိုးရှိပါတယ် F2 F4 F5 F6 F2 နဲ့ F4 F6 ဗီဇာတွေက F5 ရှောက်မလားဂီဝါရှောက်မလားရွေးချယ်နိုင်တယ် F5 ကတော့ရောင်ကျူကန်းဖြစ်တဲ့အတွက်သူ့အနောက်မှာတခြားဗီဇာတွေမရှိတော့ပါဘူးထပ်ပြောင်းခြင်းဂီဝါပဲရှိတော့မှာဖြစ်ပါတယ်အခုပြောသွားတဲ့ဗီဇာ၄မျိုးမဟုတ်တဲ့တခြားဗီဇာတွေကနေပြီးတော့ဂီဝါလုပ်ဖို့စိတ်ကူးရှိတဲ့သူများကတော့ F5 ကိုအရင်ပြောင်းပြီးမှပဲဂီဝါလျှောက်ထားနိုင်မှာဖြစ်ပါတယ် F2 အထဲမှာအတိအကျပြောရမယ်ဆိုလို့ရှိရင် F21 F22 F24 F27 ဗီဇာတွေကပဲဂီဝါရှင်းချောင်းလုံးနိုင်မှာဖြစ်ပါတယ် F5 က28မျိုးရှိပြီးတော့ F6 က3မျိုးရှိပါတယ် F4 ကတော့ဒီတစ်မျိုးပဲရှိတယ်ပေါ့နော်ဂီဝါအမျိုးအစား11ဂီဝါဂန်နီဂီဝါထူပြောဂီဝါ3မျိုးထဲကမှ F2 F4 F5 ကတော့11ဂီဝါဖြစ်ပြီးတော့ F6 ကတော့ဂန်နီဂီဝါဟွန်နင်းဂီဝါဖြစ်ပါတယ်ထူပြောဂီဝါဆိုတာကတော့လွယ်လွယ်ပြောရမယ်ဆိုလို့ရှိရင်ဘာဗီဇာပဲဖြစ်ဖြစ်နိုင်ငံတော်ကသတ်မှတ်ထားတဲ့အချက်လက်နဲ့ကိုက်ညီရင်ထူပြောဂီဝါထဲမှာပါဝင်မှာဖြစ်ပါတယ်နိုင်ငံဂုဏ်ဆောင်သူများလို့လည်းပဲအလွယ်တကူမှတ်ယူနိုင်ပါတယ်ဂီဝါလုပ်ဖို့ရည်ရွယ်ထားတဲ့သူတွေဟာတခြားဗီဇာတွေကနေပြီးတော့ F5 ရတဲ့အထိပြောင်းရမယ် F2 F4 F6 ကတော့တခြားဗီဇာတွေကနေပြောင်းတဲ့သူတွေရှိတယ်လို့မျိုးကိုရီးယားကိုပထမဆုံးလာကြတဲ့က F2 F4 F6 နဲ့လာတဲ့သူတွေလည်းရှိတယ်ပေါ့နော် F5 ရပြီးတော့9နှစ်ကျော်ရင်ဂီဝါရှောက်လို့ရပါပြီတချို့ F5 ရပြီးချက်ချင်းလိုအပ်ချက်သတ်မှတ်ချက်တွေစုပြီးတော့ရှောက်ကြတာလည်းရှိပါတယ် F6 ရပြီးတော့2နှစ်ကျော်ရင်လိုအပ်ချက်သတ်မှတ်ချက်တွေစုပြီးတော့ဂီဝါရှောက်လို့ရပါတယ်ဂီဝါအတွက်အခြားဟာတွေမပြောတော့ဘဲနဲ့အထင်မှားတတ်တာလေးတွေကိုပဲပြောပြပါမယ် F5 28မျိုးရှိတာကြောင့် F5 နဲ့ပဲဥမာပြောပြပါမယ် F5 နဲ့ဂီဝါရှောက်မဲ့သူများစာဝတ်ထုံးရ program အိုတန်ကေဂီဝါယုံဂျာကီယိုကျွန်းတင်ကိုတင်ပြရပါတယ်စာထုံးမြောင်းကျဲဆိုပြီးတော့ကင်းလွတ်ခွင့်ရတဲ့သူတွေလည်းရှိပါလိမ့်မယ်အဲ့ဒီသူတွေကဂီဝါမြောင်းကျော်အင်တာဗျူးတော့ဖြေရမယ်ဒါကတခြား F5 အမျိုးအစားကြောင့်ဖြစ်ပါလိမ့်မယ်သူပြောဂီဝါအထက်မှာပါဝင်တဲ့သူတွေနဲ့ F2 F4 F6 ကတော့စာထုံးမြောင်းကျဲဖြစ်ပါတယ်ဒါကြောင့်ရှိရင်တင်ပြမယ်မရှိရင်ဂီဝါမြောင်းကျော်ဖြေမယ်ဂီဝါမြောင်းကျော်မဖြေခြင်းလို့စာထုံးဖြေလည်းပဲကိစ္စမရှိဘူးနှစ်ခုတည်းရတစ်ခုတော့လုပ်ကိုလုပ်ရပါမယ် F2 F5 ကတော့တေချာမသိပေမဲ့ F4 F6 နဲ့ဂီဝါလျှောက်သူများကိုရီးယားအစိုးရကဂီဝါအတွက်သတ်မှတ်ထားတဲ့ငွေကြေးအတိုင်းရှိရင်လျှောက်ထားနိုင်ပါတယ်အကျွေးရှိလည်းပဲအကျွေးဘယ်မှာဘာကြောင့်ချေးရတာလဲဘလို့ဆက်နေလဲဆိုတဲ့တိကျတဲ့တရားဝင်လမ်းကြောင်းပြနိုင်တယ်ဆိုလို့ရှိရင်ဂီဝါအောင်မြင်နိုင်ပါတယ်ဂီဝါအတွက်သတ်မှတ်ထားတဲ့အချက်လက်များစုဆောင်းပြီးတော့လျှောက်ထားပြီးပါကစာထုံးတင်ပြတဲ့သူကဒီတိုင်းဂီဝါအဖြေစောင့်ရုံပါပဲဂီဝါမြောင်းကျော်ဖြေရမယ့်သူကဖြေမယ်ကြားတဲ့သူကထပ်ဖြေဖို့အချိန်ထပ်ဆောင်ရမယ်နှစ်ခါကြားလို့ရှိရင်အစကနေပြန်ပြီးတော့လျှောက်လွှာအသစ်ထပ်ပြီးတော့တင်ရမယ်အောင်ရင်တော့ဂီဝါအဖြေစောင့်ရပါမယ်ဂီဝါအဖြေကတော့ချူရီကုရှင်စာအီချာဘောမှုဘူးရှင်စာအီချာနဲ့ကူကျုပ်ဆူယိုရှိဒိတ်စောင့်ရမှာကိုပြောတာဖြစ်ပါတယ်သူကတယောက်နဲ့တယောက်မတူပါဘူးမြန်ရင်တစ်နှစ်ကြာရင်2နှစ်3နှစ်လောက်စောင့်ရတတ်ပါတယ်ဂျားထဲမှာချူရီကုကနေပြီးတော့လိုအပ်တဲ့စာရွက်စာတမ်းတောင်းတာနဲ့ဂီဝါနဲ့ပတ်သက်တဲ့ရှီလ်ချက်စူးစာဆိုပြီးတော့အင်ကိုလာဝကမှာလာရောက်စစ်ဆေးတာမျိုးတွေလည်းရှိတတ်ပါတယ်ကူကျုပ်ဆူယိုရှိနေကနေပြီးတော့လောက်ရမယ့်အရာတွေဗီဒီယိုတစ်ခုချင်းစီလုပ်ခဲ့ပြီးမို့တည်တင်တာတွေကိုပဲပြောပြပါမယ်ကူကျုပ်ဆူယိုရှိဝဲကူကူကျုပ်ဘူရင်းစာဆော့ရက်သို့မဟုတ်ဝဲကူကူကျုပ်ဖိုဂီဘူရင်းစာဆော့ရက်ဟွက်ကင်းဆော့သို့မဟုတ်ကူကျုပ်ဖိုဂီဟွက်ကင်းဆော့ဂျူမင်းသုံးလို့ကျွန်းရှင်းချောင်းဂျူမင်းသုံးလို့ကျွန်းဘာလ်ဂပ်ရှင်းချောင်းဟွက်ကင်းဆော့အင်းဖြစ်ရှိပွန်ကျွန်းထုံးရှင်းစာအွန်နင်းတုံကျေတုံးလို့ဝဲကူကင်းတုံးလို့ကျွန်းဗန်နပ်ချမ်ပွန်ချန်ဆော့ကဲပြောင်းရှင်းချောင်းဘောမှုချောင်းခီယာချာပြောင်းရောက်အီမူအီဟင်းအန်နေမွန်ပြောင်းမြောက်ဘုံမှုပြောင်းကြောင်းပြောင်းကျေရှင်းချောင်းချမ်ပွန်ချန်ဆော့ကဲမြောင်းရှင်းကိုဂျူမင်းသုံးလို့ကျွန်းကဲမြောင်းဂျူမင်းသုံးလို့ကျွန်းကျေဘာလ်ဂပ်ရှင်းချောင်းဟွက်ကင်းဆော့အင်းဖြစ်ရှိပွန်ကျွန်းရောက်ကွမ်ရှင်းချောင်းရောက်ကွမ်ဘာလ်ဂပ်အွန်ချောင်းမြောင်းတော့ကျွန်းထုံးရှင်းစာအွန်နင်းဘူဟုံကဲမြောင်းရှင်းချောင်းမြောင်းကြီးပြောင်းကြောင်းဂျူမင်းသုံးလို့ကျွန်းဘာလ်ဂပ်ဂျာထုံးချာဆော့ဂျာထုံးလို့ဘူထုံဆန်တုံးမြောင်းကြီးပြောင်းကြောင်းစလေဆုံးကြာချိန်တွက်ကြည့်မယ်ဆိုလို့ရှိရင်ဂူဂျော့ဆူယိုရှိကနေပြီးတော့ရောက်ကွမ်ရှင်းချောင်းဘာလ်ဂပ်နေ့အထိပုံမှန်အားဖြင့်9လ6လလောက်ကြာနိုင်ပါတယ်အချိန်ကုန်လူပင်မန်းတတ်စေမဲ့နီလန်ရှိပေမဲ့လို့ဒါကဥပဒေနှစ်နေမီနဲ့ကာယကံရှင်တယောက်ချင်းစီတိုင်းရဲ့အပေါ်မှာမူတည်တာကြောင့်ဆန်းလုပ်ကြည့်ရမယ့်သဘောဖြစ်ပါတယ်ဂူဂျော့ဆူယိုရှိတက်ရောက်ပြီးဂီဝါကျွန်းစောလက်ခံရယူမယ်ဂူဂျော့ဖိုဂီမဟုတ်ဘဲနဲ့ဘူရင်းစာစောရက်ပဲလှုပ်လို့ရမယ့်သူတွေကအဲ့ဒီနေ့မှာပဲတခါတည်းဘူရင်းစာစောရက်ကိုရေးခဲ့ပါဒါဆိုလို့ရှိရင်တနေတဲ့နဲ့အလုံးနှစ်ခုပြီးပါတယ်မဟုတ်ရင်တန်ယုံသွားလာဝကသွားနဲ့အလုပ်တွေရှုပ်အချိန်တွေကြာနိုင်ပါတယ်3-4ရက်လောက်နေရင်အိမ်ကိုဘူရင်းစာစောရက်ဟွက်ကင်းစောရောက်ပါလိမ့်မယ်အဲ့ဒီနေ့ကစပြီးတော့တပတ်ကျော်တဲ့အခါဂျူမင်းစင်တော်ဟင်းချောင်းပုတ်ကြီးစင်တော်သွားပြီးတော့မှမင်းကျွန်းလျှောက်ထားပါမယ်မသွားခင်ဖုံးဆက်မေးကြည့်တင်ပါတယ်တချို့ကမင်းကျွန်းလျှောက်လို့ရမယ့်ရက်ချင်းပေးပါတယ်မင်းကျွန်းလျှောက်ထားပြီးတော့တပတ်နှစ်ပတ်ကျော်ရင်မိမိမင်းကျွန်းဘုံတို့ပေါ်တဲ့ဂီဘွန်းကျွန်းမြောင်စောထုတ်လို့ရမရဂျောင်းဘူးအီရှစ်စာမှာဝင်ကြည့်ရပါမယ်ရတယ်ဆိုလို့ရှိရင်တီးတီးချင်းနေ့မှာပဲဂီဘွန်းကျွန်းမြောင်စောစမ်းဆဲထုတ်ပြီးတော့မိမိဝဲကူကင်တုံးလို့ကျွန်းပြန်အပ်ဖို့လုပ်ပါမယ်အမီမပြောင်းသေးဘူးဆိုတဲ့သူကတော့အင်းဖြစ်ရှင်ပွန်ကျွန်းထွက်တာနဲ့ထွက်တဲ့နေ့ချစ်ချင်းဂျစ်ကျန်ရောကွမ်ရှင်းချောင်းအွန်ကြောင်းမြောင်တော်ကျွန်း
ထုံးရှင်းစာ online ပို့ဟုံဂျာကျော်ကျွန်းစတာတွေမှတ်ပုံပြန်တင်ပါတစ်ပတ်ကြာရင် passport ထွက်ပါပြီသုံးပတ်ကြာတဲ့အခါမှာမင်းကျွန်းထွက်ပါပြီဒါဆိုလို့ရှိရင်တော့ဘူတုံဆန်ဂျာတုံချစတာတွေကိုမှတ်ပုံပြန်တင်လို့ရပြီပေါ့နော်ဒါဆိုလို့ရှိရင်တော့ပြီးပါပြီပြီးရင်တော့ဂီဝါချအမျိုးသားဆိုလို့ရှိရင်တော့ပြောင်းရောက်ပြီးမှုဖြစ်တာကြောင့်ပြောင်းမှုချောင်းကနေပြီးတော့စစ်မှုထမ်းစာပို့ပါတယ်ချက်ချင်းကင်းလွတ်ခွင့်လျှောက်ထားနိုင်ပါတယ်ဒီအထိကတော့အများဆုံးတစ်လခွဲနဲ့ဂီဝါအလုပ်ပြီးပါတယ်အမီပြောင်းမဲ့သူတွေကတော့မင်းကျွန်းမထွက်ခင်အင်းဖြစ်ရှင်းပုံကျွန်းနဲ့ပဲဝဲကူကင်တုံလို့ကျွန်းပြန်အပ်မဲ့နေ့မှာပဲတခါတည်းတရားရုံးမှာချမ်ပွန်ချန်ဆော့ဂေမြောင်းရှင်းချောင်းလုပ်ပါမယ်တရက်သေးပြီးပါတယ်ပြီးတော့ဂွန်ကန်ဘိုဟွန်ချစ်ချန်ကာရေးဂျာကနေပြီးတော့မှဂျီယော့ကာရေးဂျာဖြစ်သွားတာဖုန်းမက်ဆေ့ဝင်လို့ရှိရင်အလုပ်ကိုလည်းပြောပြထားပြီးတော့ဒီဂွန်ကန်ဘိုဟွန်ချစ်ချန်ကာရေးဂျာအဖြစ်ပြန်လည်ပြီးတော့ပြောင်းခိုင်းထားရပါမယ်နောက်ပြီးတော့မင်းကျွန်းထွက်မဲ့နေ့စောင့်ရပါမယ်မြန်မာနာမည်နဲ့မင်းကျွန်းထွက်လို့ရှိရင်ရယူထားပြီးတော့ဂေမြောင်းဟော့ကကြမဲ့နေ့ထိစောင့်ရပါမယ်ဂေမြောင်းလျှောက်ထားတဲ့နေ့မှစပြီးတော့အများဆုံး3လလောက်ကြာတတ်ပါတယ်မြန်ရင်တော့တစ်လခွဲလောက်ကြာနိုင်တယ်ပေါ့နော်ဒီကြားထဲမှာဂီဝါဂျာအမျိုးသားဆိုလို့ရှိရင်တော့ဖြောင်းရောက်ပြီးမှုဖြစ်ကြောင်းဖြောင်းမှုချောင်းကနေပြီးတော့စစ်မှုထမ်းစာပို့ပါလိမ့်မယ်ဂေမြောင်းဟော့ကမကြခင်ကင်းလွတ်ခွင့်လျှောက်ရပါမယ်ဂေမြောင်းဟော့ကကြာလို့ရှိရင်ဂေမြောင်းရှင်းကိုလောက်ရမယ်တပတ်ကြော်လို့ရှိရင်ဂေမြောင်းရှင်းကိုပြည်စည်းကြောင်းဖုန်းမက်ဆေ့ဝင်ပါလိမ့်မယ်အဲ့ဒီနေ့မှာပဲဂျူမင်းစင်တော်ဟင်းကျောင်းပုတ်ကြီးစင်တော်ကိုထပ်ပြီးတော့သွားပြီးတော့မင်းကျွန်းလျှောက်ရပါမယ်အဲ့ဒီနေ့မှာပဲယောကွမ်ရှင်းကျောင်းယောကွမ်ဘာလ်ကပွန်ချောင်းမြောင်းတော်ကျွန်းထုံးရှင်းစာအွန်လင်းပို့ဂျာကျိုကျွန်းစတာတွေညောင်ကြီးပြောင်းလျှောက်ပါတပတ်ကြာလို့ရှိရင် passport ထွက်ပါပြီ၃ပတ်ကြာတဲ့အခါမှာတကယ်မင်းကျွန်းအစ်စ်ထွက်ပါပြီဒါဆိုလို့ရှိရင်တော့ဒီဘူတုံဆန်ဂျာတုံချစတာတွေကိုမှတ်ပုံပြန်တင်ရင်ပြီးပြီပေါ့နော်ထုံးရှင်းစာ online မှတ်ပုံပြန်တင်တာကတော့အမီမပြောင်းခင်နဲ့ပြောင်းပြီး2ခေါက်လုပ်ရတာမျိုးရှိတယ်လို့အားလုံးပြီးမှလုပ်လို့ရတာတွေလည်းရှိပါတယ်ဒါကတော့မိမိတို့နဲ့ဆိုင်တဲ့ထုံးရှင်းစာ online တွေကိုမေးကြည့်ရမှာဖြစ်ပါတယ်အားလုံးပေါင်းရင်အချိန်3လလောက်ကြာနိုင်တယ်ကံကောင်းလို့ခေမြောင်းဟော့ကမြန်ရင်2လခွဲလောက်နဲ့အားလုံးပြီးပါတယ်ဒါကအေးစိတ်လုပ်လေရပေမဲ့တချို့ကအလုပ်တစ်ခုခုမပြီးသေးရင်စိတ်ထဲလေးနေတာမျိုးတွေရှိပါတယ်ဒါကြောင့်မလို့မြန်ဆန်အလုပ်ပြီးတော့စိတ်ပေါ်သွားစေမဲ့နီလန်းကိုပြောပြပေးတာဖြစ်ပါတယ်1345 call center ကတော့ဂီဝါစားလျှောက်ဖို့ပြင်ဆင်တဲ့အချိန်ကနေပြီးတော့ကုချုပ်ဆွေရိုရှိရောက်မဲ့နေ့အထိကိုပဲမေးမြန်းစုံစမ်းလို့ရနိုင်မှာဖြစ်ပါတယ်ကုချုပ်ဆွေရိုရှိပြီးတဲ့နေ့ကစလို့မိမိတို့နဲ့သက်ဆိုင်တဲ့ရှီချောင်းကူချောင်းကျွန်းမင်းစင်တော်ဟင်းကျုံပုတ်ကြီးစင်တော်ဘော်ဘွန်ထုံးရှင်းစာအွန်နင်းဟွန်ကျောင်းမြောင်းကျွန်းပိုဟွန်ပူတုံဆန်ဂျာကျော်ကျွန်းခါခါအိုခဲကျောင်းနေပါခဲကျောင်းစတာတွေကတော့တစ်ခုချင်းစီရဲ့သက်ဆိုင်ရာဌာနတွေကိုဓာတ်ရိုက်မေးမြန်းပြီးတော့လှုပ်ဆောင်ရမှာဖြစ်ပါတယ်ဒီကနေ့ကတော့ကျွန်တော်နဲ့အတူဂီဝါစလျှောက်တဲ့အချိန်ကနေစပြီးတော့ကိုရီးယား passport ရတဲ့နေ့အထိအနှစ်ချုပ်လေးလာခဲ့တာဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်ကြည့်ရှုပေးတဲ့သူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်